ပင်လယ်ရေမျက်နှာပြင်အထက်မီတာ8000ကျော်အဲ့ဒီနေရာမှာအောက်ဆီဂျင်ဟာပုံမှန်ထက်3ပုံတစ်ပုံမှန်ရှိပါတယ်အဲ့ဒီနေရာကို Dead Zone လို့ခေါ်ကြပါတယ်လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာအဲ့ဒီအမြင့်မှာမိနစ်ပိုင်းအတွင်း cell တွေတည်ဆုံးလာနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီတေမင်းတမန်ဆောင်တို့ကြော်ဖြတ်ပြီးကောင်းကင်ယံကိုလက်လန်းကျင်ကြတဲ့သူတွေရှိပါတယ်ဒီနေ့မှာတော့ကမ္ဘာအမြင့်ဆုံးနဲ့အန်ဒီရဲ့အရှိဆုံးတောင်ကြီး9လုံးရဲ့လှူဝက်ချက်တွေကိုဖော်ထုတ်ပြီးတော့မှာပါပထမဆုံးအနေနဲ့မကာလူတောင်အကြောင်းပြောပြချင်ပါတယ်ပါဠိလိုမဟာကာလလို့အဓိပ္ပာယ်ရတဲ့ဒီတောင်ဟာတခြားတောင်တွေလိုနှင်းနေနဲ့တင်လှနေတာမဟုတ်ပါဘူးသူရဲ့တောင်ထိပ်ပိုင်းဟာ4000ကျပီရမစ်ပုံစံကြောက်ဆောင်ကြီးဖြစ်နေတာပါအဲ့ဒီကြောက်နေရန်ကြီးတွေကိုတွယ်တက်ဖို့ဆိုတာတေမင်းနဲ့ကစားနေရတယ်လို့ပါပဲတောင်တက်သမားတရားတက်ရင်အနည်းဆုံး9ယောက်လောက်အသက်ပေးရလိမ့်ရှိတဲ့ကြောက်စရာတောင်တလုံးဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့လော့အစီတောင်ရှိပါတယ်သူဟာကမ္ဘာအမြင့်ဆုံး Everest တောင်ကြီးနဲ့ကပ်လျက်ရှိနေတာကြောင့် Everest ရဲ့အရေးအောက်မှာပုံကွယ်နေတယ်လို့ပါပဲဒါပေမဲ့မှမားလိုက်ပါနဲ့လော့အစီရဲ့တောင်ပတ်မနစာဟာမီတာ3000ကျော်မတ်ဆောက်တဲ့ကြောက်နေရန်ကြီးဖြစ်ပါတယ်ဒါဟာကမ္ဘာပေါ်မှာအတက်ရခဲဆုံးနေရန်ကြီးတစ်ခုအဖြစ်စံချိန်တင်ထားပါတယ်ဆက်လက်ပြီးနီပေါနဲ့အိန္ဒိယနယ်စပ်ကကန်ချန်ဂျုံကတောင်အကြောင်းကြည့်ရအောင်ဒီတောင်မှာထူးခြားတဲ့ဒလိတစ်ခုရှိပါတယ်အဲ့ဒါကတော့ဘဲတောင်တက်သမားမှတောင်ထိပ်အစ်စ်အမှန်ကိုချင်းမနှင်းကြတာပါလေဒေသခံတို့ရဲ့ယုံကြည်မှုအရဒီတောင်ဟာတန်ရှင်းလွန်းတာကြောင့်တောင်ထိပ်ကိုနှင်းမိရဲ့ဘေးဒုက္ခရောက်မယ်လို့ယူဆကြပါတယ်ဒါကြောင့်အောင်မြင်သူတိုင်းဟာတောင်ထိပ်နဲ့ခြေလမ်းအနှင်းငယ်အလုံးမတင်ဂါရဝပြုပြီးပြန်ဆင်းလာကြပါတယ်ကမ္ဘာအမြင့်ဆုံးမဟုတ်ပေမဲ့ကမ္ဘာအရက်ဆက်ဆုံးတောင်လို့ပြောရင်လူတိုင်းက K2 ကိုပဲလက်ညှိုးထိုးကြပါလိမ့်မယ်ဒီတောင်ဟာတောင်တက်သမားတွေအတွက်ငရဲခမ်းပါပဲ Everest ထက်နှိမ့်ပေမဲ့တည်ဆုံးမှုနှုန်းကအဆအမှားမြင့်ပါပါတယ် K2 ကိုတက်တာဟာအိမ်ပြန်လန်းကိုဆွတ်လွတ်လိုက်တာနဲ့တူတယ်လို့တောင်တင်စားကြပါတယ်2020ခုနှစ်မတိုင်ခင်အထိစောင်းရာသီရဲ့အလွန်အမားအေးဆက်တဲ့ဒဏ်ကြားမှာဘဲလူသားမှဒီတောင်ထိပ်ကိုမနှင်းနိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ကမ္ဘာမူအကာ Everest တောင်ပါပဲမီတာ8848ကျော်မြင့်တဲ့ဒီနေရာဟာဂျယ်လီရင်တွေပြန်တန်းတဲ့အမြင့်နဲ့တူပါပဲဒီမှာတော့လီတိုင်နှုံးဟာတနာရီမိုင်200ကျော်အထိရှိနိုင်ပါတယ်လူသားတွေဟာဒီတောင်ကိုအောင်နိုင်ခင်ကြပေမဲ့တကယ်တော့သဘာဝတရားကခွင့်ပြုမှသာခဏတဧည့်သည်အထိရောက်ရှိနိုင်ပါတယ်။ Everest တောင်ထိပ်မှာရက်လိုက်ရတဲ့စက္ကန့်ပိုင်းလေးဟာကမ္ဘာတစ်ခုလုံးကိုခြေပွားအောင်မှထားလိုက်မိသလိုခံစားချက်မျိုးပေးစွမ်းနိုင်ပါတယ်။ဒီတောင်ကြီးလေးဟာကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးပါတယ်။အဲ့ဒါကတော့ဘလောက်ပဲခက်ခဲတဲ့အတားအဆီးဖြစ်ပါစေလူသားတွေရဲ့စိတ်သက်ခိုင်မာမှုကအရာကုန်းကိုကြော်ဖြတ်နိုင်တယ်ဆိုတာပါပဲ။တင်ရောဒီတောင်ကြီးတွေတဲကတလုံးလုံးကိုတက်ခွင့်ရမယ်ဆိုရင်ဘယ်တောင်ကိုရွေးမလဲ comment မှာပြောပြသွားပါဦးနောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေကြည့်ဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နေအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်